စာရေးဆရာတာတီရဲ့ပျော်တတ်တဲ့ဝိညာဉ်ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးပါမယ်။ခံစားနားဆင်ပေးကြပါအောင်ရှင်။လူတွေမှာလူရယ်လို့ဖြစ်ကြတဲ့ကဗီဇတတ္တိတစ်ခုတော့ပါလာကြစမြဲပဲဗျ။တာတီ10နှစ်သားလောက်ကရွာမှာတငယ်ချင်းတစ်ယောက်ရှိတယ်။သူ့နာမည်ကအောင်စိန်နဲ့။ဒါပေမဲ့ဒီကောင်ပိန်ပိန်သေးသေးလေးမို့တငယ်ချင်းတွေကသူ့ကိုအောင်ပိန်လို့ခေါ်ကြတာ။အောင်ပိန်အဖိုးကမန္တလေးကဗပုဆရာကြီးဗျ။အခုတော့မရှိတော့ပါဘူးသူ့အဖိုးရဲ့ဗီဇလိုပဲပြောရမလားပဲအောင်ပိန်9နှစ်10နှစ်ကလေးကရွှွန့်ရုပ်ကလေးတွေလောက်တာတိတ်လက်ရမြောက်တာကျွဲရုပ်နွားရုပ်ခွေးရုပ်ငှက်ရုပ်သားတော်ရုပ်ထောင်းရုပ်တွေကအစဒီကောင်လောက်တတ်တယ်10နှစ်သားလောက်ရောက်တော့တစ်သားတုံးကလေးတွေကိုဗပုထုတတ်နေပြီအောင်ပိန်အဖေကလည်းမန္တလေးမှာအောင်ပိန်အဖိုးနဲ့တွဲပြီးဗပုနည်းနည်းပါးပါးလှုပ်ဖူးတော့သူ့မှာစူးစောက်တစားပလအဆုံရှိတာအဲ့ဒါတွေကိုကြောက်နဲ့သွေးပုံသွေးနီးသုံးပုံသုံးနီးတွေကိုအောင်ပိန်ကိုတင်ပေးထားတာအောင်ပိန်ကတစ်သားတုံးကလေးကို6လောက်နဲ့နင်းပြီးဗပုထူတော့တာပဲဗျအောင်ပိန်ကလူယုတ်ကလေးတွေထူတာဗျလယ်သမားစပားရိတ်တဲ့ပုံစင်ပုံနွားပုံနွားတွေလှဲဆွဲတဲ့ပုံတိတ်အကောင်းကြီးမဟုတ်ပေမဲ့တော်တော်တော့ညီညီညာညာကလေးတွေဖြစ်နေပြီဒါပေမဲ့အောင်ပိန်ကဗပုထူတာတင်တော်တာမဟုတ်ဘူးစောတဲ့နေရာမှာလဲပြိုင်ဆန်ဖျားပဲဗျအောင်ပိန်ဆော့တာဆိုတာကကျုပ်တို့လိုခေါ်လီပစ်တာချင်းပေါက်တာထုတ်စည်းတိုးတာဖန်ခုံတာကိုဆော့တာမဟုတ်ဘူးဗျပေါက်ပေါက်ရှာရှာတွေဆော့တာကျုပ်တို့ရွာဦးကရွှေတောင်ဦးဖျားပွဲမှာလာပြသွားတဲ့မျက်လှည့်ပွဲတွေရှိတယ်လေအဲ့ဒီမျက်လှည့်တွေထဲကဆရာရွှေကိုလေးရဲ့ပြကွက်မျိုးဆရာမစောနန်းနွယ်ရဲ့ပြကွက်မျိုးတွေကို तू ကလှုပ်ပြီးဆော့တာစောနန်းနွယ်ဆိုတဲ့မျက်လှည့်ဆရာမကပြကွက်တိတ်ကောင်းတာကျုပ်တို့ရွာသားတွေသူ့ရဲ့ပြကွက်ကိုလှုပ်ကြိုက်ကြတာဗျမြေချင်းတချင်းတူးတယ်ပြီးတော့ကောင်မလေးတစ်ယောက်ကိုဂရီပါအိတ်ကြီးတစ်လုံးထဲမှာထည့်ပြီးအိတ်ကိုကျိုးနဲ့စီးတယ်ပြီးရင်အဲ့ဒီအိတ်ကိုမြေချင်းနဲ့ထည့်ပြီးအပေါ်ကမြေဖို့လိုက်တယ်ပြီးရင်မြေဖို့ထားတဲ့မြေချင်းကိုဘေးကနေပိတ်ဆအနက်နဲ့ကားလိုက်တယ်တောမှာကငကိုကလေးကဝလုံးနိုင်တွေစိုက်ထားတာလေကြော်ပွဲတွေကလည်း3ပွဲလောက်ထိုးထားတာဗျဖျောင်းနိုင်တွေကလည်းကြော်ပွဲတွေမှာထွန်းထားတာလင်းနေတော့တာပေါ့ဗျာလူတွေဆိုတာဘာဖြစ်မလဲသိကျင်လို့ဝိုင်းအောင်တိုးပြီးကြည့်ကြတော့တာပေါ့ဗျာအဲ့ဒီမှာနေဆီယမစောနန်းတွေကစကားတွေဝေးဝေးဆဆပြောပြီးဆေးတွေဝါးတွေရောင်းသေးတာလူတွေကလည်းဝယ်ကြတာပေါ့ဗျာပြီးတော့မှသူ့ရဲ့ဆေးကျင်လုံးကြီးနဲ့ဟန်ပါမှာမန်းမှုတ်ပြီးမြေကြီးကိုဖြန့်ကနေရိုက်လိုက်တာမြေချင်းကိုဖို့ထားတဲ့သဲတွေဖွာကနေမြောက်တက်သွားပြီးစောစောကကောင်းမလေးကိုထည့်ထားတဲ့ဂရီပါအိတ်ကသဲတွေနဲ့ရောပြီးမြောက်တက်သွားတာဗျဟာဟိုမှာလူမပါဘူးကွအိတ်ကြီးပဲလူဘယ်ရောက်သွားတော့အတန်တွေစူမြန်သွားတာပေါ့ဗျာတကယ်ကိုရုပ်သဲဖြစ်စေတဲ့ပြကွက်ပါဗျာဆရာမစောနန်းတွေကဘေးကကာထားတဲ့အကာတွေကိုဖဲလိုက်ပြီးမြေချင်းကိုကြီးခိုင်းတယ်ကျုပ်တို့ရာသားတွေတိုးဝေကြည့်ကြတာပေါ့ဗျာဟာမရှိဘူးဟာမြေချင်းထဲမှာဘာမှမရှိဘူးကောင်မလေးဘယ်ရောက်သွားတော့စူညံတွေဖြစ်ကုန်တော့တာပေါ့ဗျာဒီတော့မှဆရာမစောနန်းတွေကပရိသတ်ကိုထိန်းတယ်ဗျအားလုံးကိုနေရာကိုပြန်ရက်ကြပါကျမရဲ့ပြကွက်ကမပြီးသေးပါဘူးငြိမ်ကြပါလူတွေကနေရာတကျပြန်နေပြီးငြိမ်သွားတယ်ဗျအဲ့ဒီအချိန်မှာပဲစောနန်းတွေကသူ့ကြောပေါ်မှာဖြန့်ပြီးခြုံထားတဲ့ဝိယုံအစိမ်းရောင်ဂဒီပါစာကြီးကိုဖြုတ်လိုက်ပြီးမျက်လက်ဝိုင်းအလဲကမျက်ခင်းကလေးပေါ်မှာဖြန့်ထားလိုက်တယ်ပြီးတော့အဲ့ဒီဂရီပါစာရဲ့ဘေးမှာပတ်လျှောက်ပြီးပညာရဲ့အကြောင်းတွေကိုစိတ်ဝင်စားကောင်းအောင်ပြောပြတယ်သူစကားပြောတဲ့အတိုင်းဘင်တီးတဲ့လူကဒုံချမ်းဆိုပြီးအချက်ကြထိပေးရတာလူတွေဆိုတာဗျာပျောက်သွားတဲ့ကောင်မလေးဘာဖြစ်သွားလဲဆိုတာသိကျင်လို့အသက်တောင်မရှူနိုင်အောင်ဖြစ်နေတာပေါ့ဒီမှာရင်နောက်ထပ်ဆေးတွေအဆောင်ရုပ်တွေကိုထပ်ရောင်းမြန်ရောဗျကျုပ်တို့ရွာသားတွေဆိုတာအလူရက်ကိုဝယ်ကြတာဆေးရောင်းလို့ပြီးတော့မှဂရီပါစအစိမ်းကြီးဘေးမှာပတ်လျှောက်ပြီးမကြခင်မှာတွေးကြရတော့မယ်သူ့ရဲ့အကြောင်းကိုပြောပြတယ်ဟောပြပြီဗျစောနန်းတွေကဗဇက်ကခါရာလိုမန်နန်လိုစာသွားတွေကိုရွတ်ဖတ်ပြီးမိတ်တွေပေးလိုက်တဲ့အခါမှာတော့မြက်ခင်းပေါ်မှာဖြန့်ပြီးချထားတဲ့ဂရီပါဝိယုံစိမ်းကြီးကိုအလဲတဲ့မှာဖောင်းလာတယ်ဗျဟာလှုပ်လာပြီဟေ့ဒါဘာတော့မွေလားဟာဟိုကောင်လေးနောက်နေစုပ်ကြစမ်းမွေထလာရင်နင်တို့ကိုပေါက်မှာစူညံတွေဖြစ်ကုန်တော့တာပေါ့ဗျာဂရီပါအစိမ်းစာကြီးကလည်းတဖြည်းဖြည်းဖောင်းပြီးကြွလာတာဗျဟောတော်ကိုကြွလာတာဗျဟောငြိမ်သွားပြီ
ဒီတော့မှဆီယမစောနန်းတွေကဂရီပါအစိမ်းစာကြီးကိုအနားဆက်ကဖြည်းဖြည်းချင်းဖွင့်ပြလိုက်တယ်ဟာကျုပ်တို့ရွာသားတွေဟာလို့တမ်းမြိုင်អော်လိုက်တဲ့အတန်ကြီးကိုတော်တော်ကိုကျဲတာဗျာလူ100လောက်တမ်းမြိုင်អော်လိုက်တာလေဗျာအဲ့ဒီအထဲမှာကျုပ်အတန်ရောအောင်ပိတ်အတန်မှာပါတာပေါ့စောစောကမြေချင်းထဲကိုမြုပ်လိုက်တဲ့ကောင်းမလေးဗျတမင်ကိုလေးထိုင်ပြီးလက်အုပ်ကလေးချီထားတာဘာပြောကောင်းမလဲဗျာကျုပ်တို့ရွာသားတွေလက်ခုပ်တွေတီးလိုက်ကြတာစူညံသွားတော့တာပဲဗျို့အဲ့ဒီအထဲမှာကျုပ်နဲ့အောင်ပိန်ရဲ့လက်ခုပ်တန်တွေလည်းပါတာပေါ့ဖျားပွဲပြီးလို့တစ်ပတ်လောက်ကြာတော့အောင်ပိန်ကျုပ်တို့ကိုမျက်လှည့်ပြတော့တာပေါ့ဗျာသူထုထားတဲ့တစ်သားပပုရုပ်ကလေးဗျကောင်းမလေးပုံခါဝင်ကလေးနဲ့ဗျတေးသေးချာချာကိုဆေးချယ်ထားတာအောင်ပိန်ကမြေချင်းတချင်းတူးပြီးတစ်သားရုပ်ကလေးကိုမြုပ်တယ်မမြုပ်ခင်မှာပိတ်ဆက်အိတ်နဲ့အယုတ်ပို့ထည့်ပေးလိုက်သေးတယ်အယုတ်ကိုမြေမြုပ်ရင်းဗဇက်ကလည်းမျက်လှည့်ဆရာမစောနန်းတွေပြောတာမျိုးတွေပြောသေးတာဒီကောင်အောင်ပိန်ကညံတော့ကောင်းသားစောနန်းတွေပြောတဲ့စကားတွေကိုတော်တော်ကိုမှတ်မိတာကျုပ်တို့လည်းအောင်ပိန်ကိုတော်တော်သဘောကျသွားတယ်ဗျအောင်ပိန်ကသူတို့အိမ်ဝိုင်းထဲမှာမျက်လှည့်ပြတာကျုပ်တို့ကသွားကြည့်ကြရတာကျုပ်တို့ဆိုတာလည်းမနှဲဘူးဗျထနောင်းကုန်းမှာရှိတဲ့ကလေးအကုန်မဲပေါ့ဗျာအားလုံး30လောက်တော့ရှိမှာအောင်ပိန်ရဲ့မျက်လှည့်ပွဲမှာရွာအနောက်ပိုင်းကအာကျဲလို့ခေါ်တဲ့အကောင်ကဘင်တီးလို့ဗျ4000တန်မုံအလွတ်တလုံးကိုအာကျဲကဒုတ်တန်ကလေးနဲ့တီးလို့ပြီးတော့တစ်သားပုံးတစ်လုံးပေါ်မှာလဲလင်းဝင်းလေးတစ်ခုချထားပြီးတီးသေးတာမျက်လှည့်ပွဲပုံစံဖမ်းထားတာပေါ့ဗျာအောင်ပိန်ဆိုတဲ့ကောင်ကလည်းစောနန်းတွေပုံစံဖမ်းထားတာဗျသူ့အဖေရဲ့ပစိုးတစ်ထည်ကိုလဲဘင်းမှာစီးပြီးကြောကုန်းမှာခြုံထားတာဝတ်ယုံကြီးခြုံတယ်လို့ပေါ့ဗျာအခုကျုပ်တို့ဒီကလေးမလေးကိုမြေချင်းနဲ့မြုပ်လိုက်ပြီဗျပြောရအောင်မယ်အောင်ပိန်ဆိုတဲ့ကောင်ကစကားလုံးဝမပြီးဘူးဗျကျုပ်တို့ကသူစကားမပြီးတာကိုရီးချင်းပေမဲ့ရှမ်းဆရာကြီးအောင်ပိန်စိတ်ဆိုးပြီးမျက်လက်မပြတော့မှကြောက်လို့မရီပဲအောင်ထားရတာဟဲ့ခမည်းတော်ကြောက်နေကြပြီလားမကြောက်ပါဘူးရွာတောင်ပိုင်းမှာနေတဲ့ဝိုင်းစိန်ကထအော်တယ်ဗျအောင်ပိန်မျက်နှာကြီးပြတ်သွားတယ်တိန်နာမကြောက်ပါတယ်လို့ပြောတာမဟုတ်ဘူးကြောက်ပါတယ်ဆရာကြီးဝိုင်းစိန်မကစကားကိုချက်ချင်းပြင်ပြောလိုက်တော့မှအောင်ပိန်ကပြုံးပြုံးကြီးလုံနေတာကဲရှမ်းဆရာကြီးအောင်စိန်ပညာစွမ်းကြရင်ရောက်ပြီဟဲ့အာကျဲကတန်မုံကိုခပ်ပြင်းပြင်းတီးပေးတယ်ဗျာဒီတော့မှပဲခက်လန်းလန်းမှာချထားတဲ့နွားနှင်နံကိုအောင်ပိန်ကပြေးကောက်တယ်ပြီးတော့ဟန်ပါပါနဲ့ဗဇက်ကရွတ်ဖတ်ပြောဆိုပြီးမြေကြီးကိုရိုက်လိုက်တာဗျာဟာကျုပ်တို့ကလေး30လောက်ဖြိုင်းတူអော်လိုက်တဲ့ဟာဆိုတဲ့အတန်ကြီးကတော်တော်ကိုကျဲသွားတာဗျမြေချင်းကိုအယုတ်ထည့်ထားတဲ့အိတ်ကလေးကလေထဲကို3000လောက်မြောက်တက်သွားတာဗျပြီးတော့အိတ်ထဲကတစ်သားအယုံမကလေးကပိတ်ဆအိတ်ထဲကထွက်ကြလာတယ်အောင်ပိန်ကနွားနေနဲ့ကန်ရသားကနေတဟဲဟဲရဲနေတယ်ဟာအောင်ပိန်ဘလို့လုံးလိုက်တာတော့အောင်ပိန်စောနန်းတွေရဲ့ပညာတွေတက်နေတယ်ထင်တယ်ဟုတ်တယ်ဗျအန်ဩမယ်ဆိုလဲအန်ဩစရာပါပဲဒီကောင်အောင်ပိန်ရိုက်လိုက်တဲ့နေရာကမြေချင်းကလေးနဲ့2ပေလောက်กว่าတယ်ရိုက်တာကတနေရာမြေချင်းတွေကသဲတွေကဖွားကနေလွင့်တက်ပြီးမြုပ်ထားတဲ့အယုတ်တွေပေါ်လာတာကျုံလဲအန်ဩသွားတော့တာပေါ့ဗျာအောင်ပိန်ကိုအားလုံးကအထင်ကြီးသွားကြတယ်အောင်ပိန်ကလည်းသူဘလို့လုပ်တယ်ဆိုတာကျုပ်တို့ကိုပြောမပြဘူးကျုပ်ကနောက်မှရှမ်းဆရာကြီးအောင်ပိန်နဲ့ဘင်တီးတဲ့ဆရာအာကျေကိုချော့မော်မေးရတာအောင်ပိန်က2ပေလောက်ရှိတဲ့ဝက်ချမ်းများကလေးတစ်ခုကိုမြေချင်းနဲ့မြောင်းကလေးတူပြီးမြုပ်ထားတာတဲ့ကုတ်သဘောပေါ့ဗျာအဲ့ဒီဝက်ချမ်းများကိုလည်းအောက်ကကြောက်စလစ်တုံးကလေးခုပြီးအပေါ်ကမြေကြီးတွေဖုံးထားတာဒါကိုကျုပ်တို့ကမမြင်ညာဘူးလေဝက်ချမ်းများကိုဒီဘက်ထိပ်ကိုရိုက်လိုက်တော့ကုတ်ရဲ့သဘောအတိုင်းဟိုတစ်ဖက်ကအယုတ်ကလေးကိုကော်ပြီးတင်ပေးလိုက်တယ်လို့ဖြစ်တာပေါ့အောင်ပိန်ဆော့တယ်ဆိုတာကအဲ့ဒီလိုမျိုးဆော့တာပေါက်ပေါက်ရှာရှာတွေကက်တိကက်တက်တွေပေါ့ဗျာဘာပဲပြောပြောကျုပ်တို့ရွာကကလေးတွေထဲမှာတော့အောင်ပိန်ကဆရာကြီးပေါ့တခါကလည်းညာကြီးမိုးချုပ်ကြမှာဒီကောင်ကျုပ်တို့ဝိုင်းနဲ့ဝင်လာတယ်တာတီဟဲ့ကောင်တာတီငါပါကွအောင်စိန်မစကားကလည်းနည်းနည်းမှကိုမပြီးဘူးဗျို့သူ့ကိုယ်သူလည်းအောင်စိန်ကိုအောင်ချိန်မဲ့ပြောနေတာဟာအောင်ပိန်လားညာကြီးဘယ်ကလာတာတော့လာခဲ့အောင်ကွာတာတီကမင်းကိုပြစရာရှိလို့အောင်ပိန်ကပြစရာရှိလို့ဆိုတော့ကျုပ်လည်းစိတ်ဝင်စားသွားတာပေါ့ဗျာကျုပ်မာကလည်းမွေးကလေးကဆက်စုကျင်တဲ့ဗီဇကပါနေတာကိုကျုပ်ချက်ချင်းပဲအိမ်မော်ကဆင်းလိုက်တယ်ဟဲ့ကောင်တာတီမင်းစုံတောက်စားတာမြင်ဘူးသလားဟေးစုံဟုတ်လား
တောက်စားတယ်ဆိုတာဘာလို့တာတော့ကွာအောင်ပိန်ကကျုပ်ကသူပြောတာကိုနားမလည်လို့မေးရတာပေါ့ဗျာဟာတာတေကဘဟုတုတနဲပေါ့စုံတောက်စားဆိုတာပညာတွေမြူးတာကွာပညာတွေကိုနှိုးတာလာငါပြမယ်အောင်ပိန်ကရှေ့ကခတ်တုတ်တုတ်သွားတယ်ရွာကိုအရှိတကားကလည်းနောက်ကတုတ်တုတ်လိုက်ရတယ်ရွာကိုအရှိတကားကထွက်ကြတယ်ကျုပ်လည်းလိုက်တာပေါ့ဗျာလာတာတေဒီချုံမုတ်ထဲကပုံပြီးကြည့်ရမယ်အောင်ပိန်နဲ့ကျုပ်နဲ့ဘီးဆက်ခြုံကြီးတဲကိုတိုးဝင်ခဲ့ကြတယ်ကျုပ်ကမှောင်ကြီးထဲမှာဟိုကြည့်ဒီကြည့်ကြည့်နေတာဘာမှမတွေ့ဘူးဟဲ့ကောင်အောင်ပိန်ဘယ်မှာတော့ဟာမင်းဆုံးကဟာကွာလာမှာပေါ့တာတေကဆုံးမလာတာကိုမင်းကဘလို့သိတော့တာတေကမင်းတော်တော်အမေးမြန်းထူတာပဲမင်းကြည့်ရရင်ပြီးရောမို့လားဟောပြောရင်ဆိုရင်လာပြီအတန်နည်းနည်းမှမထွက်နဲ့နော်ဆုံးမကြီးကြားသွားလို့ငါတို့ဦးတွေကိုဆွဲထုတ်ပြီးစားသွားလိမ့်မယ်ဟာဟုတ်တယ်ဗျမိမကြီးတယောက်ဒီဘက်ကိုကျုပ်လည်းအဲ့ဒီမိမကြီးကိုတေးသေးချာချာကြည့်တာပဲကျုပ်တို့ရွာကတော့မဟုတ်ဘူးထင်တယ်ကျုပ်မမြင်ဘူးဟောညောင်မင်းကြီးအောက်မှာရက်နေတယ်ဗျဟာလက်ကြီးနှစ်ဖက်ရှေ့ကိုဆန့်ထုတ်လိုက်တယ်ပါဇက်ကလည်းဘာတွေရွတ်ဖတ်နေမှမသိဘူးကျုပ်တို့ကနည်းနည်းတော့လှမ်းပါတယ်ဟာစုံမကြီးကိုကမီးခိုးလို့အခိုးတွေထွက်လာပြီဗျအယောင်တွေထွက်လာတာဗျအနီရောင်ကြီးဗျအနီရောင်ကလုံးလုံးကြီးဖြစ်လာတယ်ဗျစုံမကြီးကအနီရောင်ကြီးထဲမှာပျောက်နေတယ်ဟောအနီရောင်လုံးကြီးကမြေကြီးပေါ်ကကြွတက်လာတယ်အလုံးကသေးသေးလာပါလားဘောလုံးတစ်လုံးအရွယ်လောက်ဖြစ်သွားပြီဗျတစ်မင်တွေပေါ်ကြောတက်ပြီးပြန်နေတာဗျဟောနှိမ့်ဆင်းလာပြီလူတရက်လောက်ထိနှိမ့်ဆင်းလာတာကွင်းကြီးထဲမှာလှည့်ပတ်ပြီးပြန်နေတာမြင့်သွားလိုက်နှိမ့်သွားလိုက်နဲ့ပြန်ထွက်သွားပြီအနောက်ဘက်ကိုပြန်သွားတာဗျကဲမြင်ပြီလားတာတီအေးမြင်ပြီအဲ့ဒီဆုံးမကြီးကဘယ်ရွာကတော့မင်းသိလားသိတာပေါ့ကွာတာတီကအဲ့ဒါဗန်ပွေးကုန်းကဘွားစုံကြီးလေကွာဟေးသူကသူ့ရွာမှာမလုပ်ပဲဘာဖြစ်လို့ဒီမှာလာလောက်တာတော့ဒါတော့မသိဘူးလေတာတီကအเจ้าရှိလို့နေမှာပေါ့ဟာတာတီရေပြန်လာပြီဟဲ့နောက်ထပ်မီးလုံးကြီးနှလုံးတိုးလာတယ်အားလုံး၃လုံးဖြစ်နေပြီအေးကွာသူ့လိုပဲဆုံးမကြီးတွေပါလာတာနေမှာပေါ့ဆင်းလာပြီဟဲ့စကားမပြောနဲ့အောင်ပိန်ကျုပ်တို့နှစ်ယောက်ငြိမ်ပြီးကြည့်နေရပြန်တာပေါ့ဗျာမီးလုံးကြီးတွေမြေကြီးပေါ်ကိုဆင်းလာတာဗျို့မီးရောင်တွေပျောက်သွားပြီးမိန်းမကြီး၃ယောက်ညောင်မင်းအောက်မှာရက်နေတယ်သူတို့ဘာတွေပြောနေကြလဲတော့မသိဘူးစပင်ကြီးတွေကိုဖားလားကြီးတွေချလိုက်တယ်လက်ကြီးတွေရှေ့ကိုဆန်းထုတ်ပြီးကွေးကွေးကောက်ကောက်ကြီးတွေလှုပ်နေတယ်သူတို့ပါဇက်ကြီးတွေကိုအကျယ်ကြီးဟထားကြတယ်ပါဇက်ထဲကအယောင်တွေတဝင်းဝင်းနဲ့ထွက်လာတယ်ဗျာတယောက်ကဖြူဖြူအယောင်ဟိုနှစ်ယောက်ကစိမ့်စိမ့်ပြပြအယောင်တွေပေါ့အယောင်တွေကအပြင်ကိုထွက်လာတယ်မိန်းမကြီး၃ယောက်ကဖိုကနောက်ဆိုင်မျက်နှာချင်းဆိုင်ရက်လိုက်ကြတယ်သူတို့ပါဇက်ထဲကထွက်လာတဲ့အယောင်တွေကရှေ့ကိုတန်းထွက်လာပြီးအလင်းနှန်းကြီး၃ခုပေါင်းသွားတယ်အလင်းနှန်းကြီး၃ခုပေါင်းပြီးစိမ့်စိမ့်ဝါဝါအယောင်ကြီးဖြစ်သွားပြီဗျဟာအပေါ်ကိုထောင်တက်သွားပြီဗျစုံမကြီးတွေကခေါင်းကြီးတွေမော့ပြီးလက်ကြီးတွေကကွေးကြီးဆန်းကြီးလှုပ်နေကြတယ်အလင်းနှန်းကြီးကတစ်ပင်တွေကိုကြော်ပြီးအမြင့်ကြီးတက်သွားတယ်ဗျပြန်သိမ့်ပြီဗျပြန်သိမ့်ပြီအလင်းကြီးတွေပြန်နှိမ့်ဆင်းလာပြီပါဇက်တွေလည်းပြန်ဝင်သွားပြီဗျမိန်းမကြီးတွေကထမိန်ကြီးတွေခြုံလိုက်ပြန်ပြီပူသွားပြီအရက်ပူပူကလေးတွေဖြစ်သွားပြီဟာလက်ဓာကြီးတွေဖြစ်သွားပြီဗျာလက်ဓာကြီး၃အောင်တပြိုင်တည်းပြန်တက်သွားကြတယ်ကျုပ်တို့ပုံးကြည့်နေတဲ့ဘီးဆက်ချုံကြီးတောင်လေဟပ်ပြီးရမ်းခါသွားတာဗျလာတတ်တဲ့ငါတို့ပြန်ညမယ်ဟေးဆက်မကြည့်တော့ဘူးလားကွာအောင်မင်းကဟာအဲ့ဒါပဲကွာသူတို့ကပြန်သွားပြီမင်းကတိလာကြီးလားအရင်တော့ကကြည်ဘူးလို့လားအေးငါအဖေနဲ့ငါနဲ့ငွေရင်းကုန်းကအပြန်မှာတစ်ခါမြင်မှုတယ်ငါလနဲ့ရက်ကိုတေးသေးချာချာမှတ်ထားတာဒါကြောင့်မင်းကိုလာခေါ်တာမင်းလည်းမှတ်တာပေါ့ဒီနေ့နတော်လာွယ်နေလေဩဒီလိုလားမင်းကတော့ပေါက်ပေါက်ချာချာစော့ရမယ်ဆိုရင်တော့နှစ်ယောက်မရှိတဲ့ကောင်မဲအောင်မကြီးကျုပ်အဲ့ဒီညကအိမ်ပြန်ရောက်တော့ကြောက်ပြီးအိတ်လို့မပြောတော့ဘူးဗျဆောင်းနှွေးကြီးမှာကိုချွေးတွေပြန်နေရောနောက်နေ့မနေ့ကျတော့ကျုံမအိတ်ရာကတော့တော်တော်နဲ့မထနိုင်ဘူးဗျအမေကတော့မှတာတီအိတ်လာကြီးလားနေမကောင်းလို့လားဆိုပြီးကျုပ်ကိုနှစ်ဖူးလာဆန်းကြည့်သေးတယ်အောင်ပိန်းရဲ့ကျေးဇူးကြောင့်စုံးတွေတောက်စားတာအဲ့စုံးတွေပညာနှိုးဆွကြတာကိုဒီတစ်ခါပထမဆုံးမြင်မှုတာပေါ့ဗျာ
ကျုပ်တို့ဒေသတွေမှာပညာသည်တွေရှိတယ်ဆိုတာဟိုးတုန်းကကြားဘူးယုံသာရှိတာညကမှပဲမျက်ဝါးထင်ထင်မြင်မှုတော့တာအောင်ပိန်ဆိုတဲ့ကောင်ကတော့အဲ့ဒီလိုပေါက်ပေါက်ရှာရှာတွေကတိကသက်တွေစော့ရမယ်ဆိုရင်အင်မတန်တော်တဲ့ကောင်လူကောင်400သာသေးတာစားကတော့မသေးဘူးမနေ့ကနေခင်းကလည်းအောင်ပိန်ကျုပ်အိမ်ကိုလာသွားတယ်သူနဲ့အတူအာကျဲလဲပါတယ်ဟဲ့ကောင်တာတီအိမ်ထဲကုတ်ပြီးဘာလုပ်နေတာတော့အာကျဲတာတီကိုမင်းမဲရှင်းပြလိုက်ကွာသူ့ဆရာအောင်ပိန်ကအမိန်ပေးလိုက်တော့မှအာကျဲကသူ့ရဲ့အတန်ပြဲကြီးနဲ့ကျုပ်ကိုပြောပြတယ်ငါတို့ဝိညာဉ်ကိုခေါ်မလို့ကွာတာတီကဘာကွာဝိညာဉ်ခေါ်မလို့ဟုတ်လားလောက်ကြပြန်ပြီကွာဘလို့ဝိညာဉ်ကိုမင်းတို့ကခေါ်မှာတော့အောင်ပိန်ပြောတယ်ကွာဝိညာဉ်တွေကငါတို့နားမှာပဲတွာလာနေကြတာတဲ့အဲ့ဒီထဲကငါတို့အရွယ်ဝိညာဉ်ကိုခေါ်မှာပေါ့ကျုံမေးတာကိုအာကျဲကပဲထပ်ရှင်းပြတယ်အောင်ပိန်ကတော့ဆရာကြီးကြိုက်ဖမ်းပြီးမကြီးပင်ကြီးကိုဟန်ပါပါမော့ကြည့်နေတယ်တော်စမ်းမှာအာကျဲကမင်းအကောင်အောင်ပိန်ကကြားဘူးနားဝါတွေရှောက်လုံမှာကွာတော်တော်ကြာငါတို့အရွယ်ရောက်မလာပဲအဖိုးကြီးဝိညာဉ်တွေရောက်လာမှထွက်ပြေးနေအောင်မယ်ဒါတီမင်းထင်တယ်လို့မဟုတ်ဘူးစခေါ်ကလေးကစော့ဖို့လို့ပြောခေါ်မှာဘယ်အဖိုးကြီးဝိညာဉ်ကစော့မှာတော့အာကျဲကအောင်ပိန်ပြောတာတွေကျုပ်ကိုပြန်ပြောပြနေတာဖြစ်မှာပေါ့ဗျာနေပါအောင်အာကျဲကမင်းကောင်အောင်ပိန်ကဝိညာဉ်ကိုဘလို့ခေါ်မှာတော့ဒီတော့မှဆရာကြီးကဖမ်းထားတဲ့အောင်ပိန်ကဝင်ပြောတယ်ဒီလိုကွာတာတရဲ့ငါတို့3ယောက်တင်းချိုင်းကိုသွားမယ်မြေပုံတစ်ခုခုပေါ်ကရှွန့်ကိုတူးရမယ်ပြီးရင်ငါအယုတ်ကောင်းကောင်းလေးတစ်ယုတ်လုံးမယ်အဲ့ဒါပြီးရင်ဝိညာဉ်ခေါ်လို့ရပြီပေါ့ဗျာအော်ဒီလိုလုပ်ရမှာလားနေဦးအောင်ပိန်အယုတ်လုံးမှာဆိုတော့ရှွန့်စေးဆေးရမှာကောင်းမှာပေါ့အေးဟုတ်တယ်လေတာတီတို့ထနောင်းကုန်းတင်းချိုင်းကရှွန့်သိမ့်မစည်းဘူးကွာတို့ဟိုဘက်ရွာဗန်မွေးကုန်းတင်းချိုင်းကရှွန့်စေးသွားယူကြမယ်ဟုတ်လားအေးဒါဆိုရင်ဗန်မွေးကုန်းတင်းချိုင်းကရှွန့်သွားတူးမယ်လေကွာကျုပ်ရဲ့အောင်ပိန်ရဲ့အာကျဲရဲ့ဗန်မွေးကုန်းတင်းချိုင်းကိုလာခဲ့မယ်မြေပုံတွေကိုလိုက်ကြည့်ပြီးရှွန့်စေးတွေကိုတူးယူကြတယ်ပြီးတော့ငပြောဘက်နဲ့ရှွန့်နေထုတ်ပြီးပြန်ခဲ့ကြတာပါဗျာအောင်ပိန်တို့အာကျဲတို့နဲ့မတွေ့တာတစ်ပတ်လောက်တောင်ရှိသွားပြီဒီကောင်နှစ်ကောင်အယုတ်လုတ်ပြီးလာတာမသိဘူးကျုပ်လည်းအမေခိုင်းတဲ့မြေပဲတောင်တွေကိုအဆန်ထွတ်နေရတာနဲ့ရွာထဲတောင်မသွားနိုင်ဘူးပြို့ဘိုးညံတာတီရောဗျဟေးအောင်စိန်နဲ့အာကျဲပါလားတာတီရှိတယ်ဝိုင်းနောက်ဘက်မှာစီစုံနားမှာထိုင်ပြီးမြေပဲထွတ်နေတယ်ကွဟုတ်ကဲ့ကျုပ်တို့တာတီစီကိုသွားလိုက်အောင်မယ်ဘို့အေးဒီကောင်2ယောက်ကျုပ်စီကိုရောက်လာတယ်ကျုပ်အလုံးလုံးနေတဲ့ဘေးမှာဒီကောင်တွေဝင်ထိုင်ကြတယ်ဟဲ့ကောင်တာတီဒီမှာကြည်စမ်းအောင်ပိန်ကသူ့လက်ထဲကကင်လာတဲ့အဝတ်ထုတ်ကလေးကိုဖြီးပြတယ်ဟာအယုတ်ပြီးသွားပြီဟုတ်လားအောင်ပိန်အေးရွှွန့်ချောက်အောင်စောင့်ရတာကွာတစ်ပတ်လောက်ကြာတယ်မင်းအယုတ်ကကြောက်စရာကြီးပါလားအောင်ပိန်လှမ်းပေးတဲ့အယုတ်ကိုတေးသေးချာချာကြည့်လိုက်တယ်အရက်က6လက်မလောက်ရှိတယ်ယောက်ျားလေးပုံမြအရွယ်ကတော့ကျုပ်တို့အရွယ်လောက်ပဲ10နှစ်9နှစ်လောက်ပေါ့ခေါင်းမှာတက်ထားတဲ့သပင်ကတကယ်လူသပင်အင်ကြီးတော့မပါဘူးပစိုးအကွက်ကလေးတော့ဝတ်ထားတယ်ပစိုးကလည်းတကယ်ပစိုးစာကိုချုပ်ထားတာမျက်နှာနဲ့ကိုယ်လုံးကိုဆေးရောင်အပြာတုပ်ထားတယ်မျက်လုံးကအမဲရောင်ချဲထားတယ်ပြူးပြူးကြီးဗျသပင်ကိုတော့ရွှွန့်မချောက်ခင်တက်ပြီး6တော့မှကက်ကြီးနဲ့ညှက်ထားပုံရတယ်အောင်ပိန်ဒီသပင်ကဘဲကားရတာတော့အဲ့ဒါရွာမြောက်ကိုင်းကအရက်သမားကိုဘမောင်သေးတော့သူ့ပစိုးစာကိုကက်ကြီးနဲ့ညှက်ယူပြီးသပင်လည်းညှက်ယူထားတာကွာဟေးဒါကိုဘမောင်ရဲ့သပင်တွေပေါ့ဟုတ်လားအေးလေကွာအဲ့ဒါဘာဖြစ်တော့မင်းကြောက်လို့လားတတ်ဟာမကြောက်ပါဘူးကွာအံ့ဩသွားလို့ပါဒီကောင်အောင်ပိန်အယုတ်ကိုတေးသေးချာချာကိုလှုပ်ထားတာဗျဒီကောင်ကဘဘူးကလည်းတက်တော့အယုတ်ကလေးကတကယ်ကိုအသက်ဝင်နေတယ်လို့ပဲပစိုးကိုလည်းတေးသေးချာချာချုပ်ပြီးဝှေ့ပေးထားတာမကြောက်ဘူးသာပြောတာကြောတဲ့တော့2ခါလောက်စိတ်သွားတယ်အယုတ်မျက်နှာကိုစိုက်ကြည့်ရင်အယုတ်ကကျုပ်ကိုပြန်ကြည့်နေတယ်လို့ခံစားရတယ်ဒီကောင်အယုတ်ကနည်းနည်းတော့ထူးနေတယ်ထင်တာပဲအေးအခုဘာဆက်လုံးမှာတော့အဲ့ဒါလာပြောတာကွညတကောင်ကြရင်မင်းအိမ်ကတိတ်တိတ်ထောက်ခဲ့လို့ရမလားဒီကောင်အာကျဲကတော့ငါတို့အိမ်မှာအိပ်ပျော်နေကြဆိုတော့ကိစ္စမရှိဘူးမင်းရောက်အောင်လာနိုင်မှုပဲလို့လားစိတ်ချအောင်ပိန်ငါရောက်အောင်လာခဲ့မယ်မင်းတကယ်နော်ငါနဲ့အာကျဲစောင့်နေမှာမင်းလာမှဝိညာဉ်ခေါ်မှာအေးပါကွာနှုတ်နေပါအောင်မင်းတို့ဝိုင်းထဲမှာပဲလုံမလားလူကြီးတွေတီးသွားရင်ဘလို့လုံမလဲဟာ
လူကြီးတွေကတကောင်ချိန်ကြီးမှအိတ်နေပြီပေါ့ကွာပြီးတော့ငါတို့ဝိုင်းကကျဲပါတယ်ကွာလူကြီးတွေမမြင်တဲ့နေအောင်ငါရွေးထားတယ်တာဒီအေးဟုတ်ပြီငါစိုးရင်လို့ပြောတာပါမင်းတို့စောင့်နေငါလာခဲ့မယ်အဲ့ဒီညကကျုပ်မှအိပ်ပျော်မသွားအောင်မနှဲကိုတောင့်ထားရတာဗျို့ည7 နာရီမှာတကောင်ကျက်တွန်တော့ကျုပ်အိမ်ကတိတ်ထွက်ခဲ့လိုက်တယ်အောင်ပိန်တို့ဝိုင်းကိုရောက်တော့ကျုပ်ဝိုင်းမှာရက်ပြီးအခြေအနေကိုအကဲခတ်ရတာပေါ့ညတကောင်ကြီးမှာသူများဝိုင်းထဲကိုစွတ်ဝင်သွားလို့ဘယ်ဖြစ်မှာတော့တရွာလုံးကတော့တိတ်ဆိတ်နေတာပေါ့ဗျာဒါကအိမ်မောကြတဲ့အချိန်လေးတာတီလာလေတံကခတ်အုပ်အုပ်ဗျဒါပေမဲ့အောင်ပိန်အတန်မှန်ကျုပ်သိတယ်အေးငါပါတာတီလေးကျုပ်ကလည်းလေတံခတ်အုပ်အုပ်နဲ့ပြောလိုက်တယ်အောင်ပိန်ကသူတို့ဝိုင်းတကားကိုအတန်မီအောင်ကြိတ်ပြီးဖွင့်မိတယ်ဘယ်မှာလုံးမှာတော့လာငါနောက်ကိုလိုက်ခဲ့ဟိုမှာအာကျဲစောင့်နေတယ်အောင်ပိန်နောက်ကကျုပ်လိုက်ခဲ့တယ်အောင်ပိန်ကအင်ကြီးနောက်ဖက်ကိုဝင်သွားတယ်ဝိုင်းရဲ့ထောက်မှရှိတဲ့ဂုံကြီးမင်းကြီးအောက်ကိုရောက်တော့ငုတ်တုတ်ကလေးထိုင်နေတဲ့အာကျဲကိုတွေးလိုက်တယ်အာကျဲဖျောင်းနိုင်ထွန်းလိုက်ဖျောင်းနိုင်ကတေးသေးလေးဗျသိပ်မလင်းဘူးမီးထွန်းလိုက်မှမြင်ရတာဗျဟာဒါဘာတော့ကွာအောင်ပိန်ဒါကူလေးကွာတင်းချိုင်းရွှွန့်နဲ့လှုပ်ထားတဲ့ကူလေးကွာဟုတ်ပါဗျာအောင်ပိန်ကလက်ရမြောက်တော့ကူကတကယ်ကိုတင်းချိုင်းနဲ့ကကူကြီးအတိုင်းပဲသေးသေးလေးဖြစ်နေတာပဲရှိတယ်ကူကိုထုံးပြူတွေတုတ်ထားသေးတာဒါကိုဘလို့လုပ်မှာတော့ကွာဒီရုပ်ကလေးကိုကူသွင်းလာမှလေကွာကဲပြောနေတာကြားပါတယ်ကွာအလုတ်စားလိုက်ရအောင်ဒီကောက်နာမည်ကဘိုထိန်နဲ့ငါတို့နဲ့အသက်တူတူပဲဟင်ဟုတ်လားကျုပ်ကကြောင်တောင်နဲ့မေးတော့အောင်ပိန်ကကျုပ်ကိုဟောက်တယ်ဗျဟဲ့ကောင်တာတီအဲ့ဒီဝိညာဉ်ဆိုတာကနာမည်မရှိဘူးကွာငါတို့ပေးတဲ့နာမည်အတိုင်းဖြစ်ရတာဩဒီလိုလားငါမသိဘူးလေကွာလုပ်ငန်းစပြီဗျို့အောင်ပိန်ကအယုတ်ကလေးကိုကူပေါက်ထဲကိုထည့်လိုက်တယ်ပြီးတော့အပေါက်ကိုရွှွန့်နဲ့ပိတ်လိုက်တယ်ပြီးတော့ဝိညာဉ်ခေါ်တော့တာပေါ့ဗျာအနီးနားမှာသွားလာနေတဲ့ဝိညာဉ်10 နှစ်သားဘိုထိန်ရဲ့ဝိညာဉ်တင်အခုလာပါတင်နဲ့ကျုပ်တို့နဲ့ကစားဖို့အခုပဲလာခဲ့ပါဘိုထိန်ရဲ့ဝိညာဉ်10 နှစ်သားဘိုထိန်ရဲ့ဝိညာဉ်ကျုပ်တို့နဲ့ပျော်ပျော်ပါးပါးကစားဖို့အခုပဲလာခဲ့ပါတစ်ပင်ပေါ်ကငှက်ကြီးတကောင်ရဲ့အတောင်မှန်ခတ်တဲ့အတန်ကိုကြားလိုက်ရတယ်အောင်ပိန်ကပါဇက်ကနေတဖွားဖွားခေါ်တယ်ကဲ9 ခေါက်ပြည့်သွားပြီဝိညာဉ်ခေါ်တယ်ဆိုတာအသက်အောင်ပြီးခေါ်ရတာ9 ကြိမ်ခေါ်ရတာကွာဒါဆိုလာရောဟင်ဘယ်မှာတော့မင်းဝိညာဉ်ကျုပ်ကဘေးဘီကိုလှည့်ကြည့်ပြီးအောင်ပိန်ကိုမေးလိုက်တယ်ဟာအခုချက်ချင်းတော့ဘယ်တွေ့ဦးမှာလဲကွာနောက်တော့မင်းတွေ့လာမှာပေါ့တာတရားအောင်ပိန်ကူလှုပ်ထားတဲ့နေရာကနေရာကောင်းမြဂုံရင်းမင်းကြီးအောက်မှာနဘူးချုံတွေကလည်းပေါက်နေတော့တွေးဖို့မလွယ်ဘူးဖျောင်းနိုင်မီးမှုတ်ပြီးကျုပ်တို့လူစုခွဲလိုက်တယ်ကျုပ်အိမ်ပြန်လာပြီးအိတ်တယ်အတော်ကလေးအိတ်ရှင်နေတော့ချက်ချင်းကိုအိပ်ပျော်သွားတာကျုပ်အိမ်မက်တယ်အိမ်မက်ထဲမှာကောင်းလေးတယောက်ဗျသပင်ရှိရှိနဲ့အင်ကြီးတော့မပါဘူးပစိုးအကွက်ကလေးဝဲလို့ရုပ်ကလည်းတနာကမာပဲကျုပ်ကိုပြုံးပြီးကြည့်နေတယ်မင်းဘသူတော့ကျုပ်ကမေးတော့ဒီကောင်ကရည်တယ်ဗျတာတီမင်းကလည်းမေးတတ်လိုက်တာမင်းတို့ပဲခေါ်ထားလို့ငါလာတာလေကွာငါနာမည်ဘိုးထိန်လေဟင်ဟုတ်လားမင်းအောင်ပိန်ခေါ်လို့လာတာလားအေးလေကွာမင်းကဘာကြောင်နေပြန်တာလဲဟာမဟုတ်ပါဘူးကွာဘိုးထိန်ကမင်းအခုအောင်ပိန်တို့စီရောက်ခဲ့ပြီလားအေးရောက်ခဲ့ပြီအောင်ပိန်တို့အာကျဲတို့နဲ့စကားပြောခဲ့ပြီးပြီမနှက်ပြန်ကြရင်မင်းတို့ 3 ယောက်နဲ့ငါနဲ့ရင်းချောင်းကိုသွားပြီးရေကူးကြမယ်မင်းဆက်လာနော်တာတီအေးပါကွာဘိုးထိန်ရဲ့ကျုပ်လန့်နိုးသွားတယ်ကျုပ်အံ့ဩပြီးခြံောင်ကိုယ်တော်ဖွင့်ကြည့်လိုက်မိတယ်အပြင်မှာဘာမှမတွေ့ပါဘူးမနှက်ကြတော့အောင်ပိန်နဲ့အာကျဲရောက်လာတယ်အောင်ပိန်ကပြုံးစီးစီနေဗျတာတီထူးကြလားကွာကျုပ်ကညကအိမ်မက်ကိုပြန်ပြောပြလိုက်တယ်ဒီကောင် 2 ကောင်လဲကျုပ်လိုပဲညအိမ်မက်မက်ကြတယ်တဲ့ကျုပ်တို့ 3 ယောက်ရင်းချောင်းကိုလာခဲ့တယ်ຫນွေဆိုတော့ရင်းချောင်းကရေနေနေပါပြီကျုပ်တို့ 3 ယောက်ချောင်းထဲမှာရေဆင်းကူးတယ်ကျုပ်ဘေးမှာရိတ်ခနဲမြင်လိုက်ရတယ်ဗျအောင်ပိန်နဲ့အာကျဲလဲကျုပ်တို့ပဲမြင်လိုက်ကြရထင်တယ်သူလဲရေကူးနေတာဗျဒါဘိုးထိန်ပဲနေမှာပေါ့ဗျာကျုပ်တို့ရေချိုးပြီးတော့ရင်းချောင်းကမ်းမကဇီးချိုပင်ကြီးအောက်မှာထိုင်နေကြတယ်တာတီဟိုမှာဇီးသီးတွေမှဲ့နေပြီကွာခူးရအောင်ကွာအောင်ပိန်စကားဆုံးယုံရှိတယ်ဇီးပင်ကြီးကိုတယောက်ကလှုပ်လိုက်သလိုပဲဗျို
ဇီးသီးတွေပုတ်ခနဲကျွေးကြလာတာကျုပ်တို့တယောက်မျက်နှာတယောက်ကြည့်ပြီးပြုံးနေကြတာပေါ့ဗျာဇီးသီးတွေကောက်ပြီးတဝါစားကြတာပေါ့အဲ့ဒီညကလေးကအိမ်မက်ထဲမှာဘိုးထိန်ကျုပ်နဲ့လာပြီးစကားပြောတယ်ပြောရင်းနဲ့ဘိုးထိန်ကကျုပ်ကိုမီးလောင်ကုန်းကကောင်းနေနဲ့ဘောလုံးချင်းကန်ခိုင်းတယ်သူအောင်ပိန်ကိုလည်းပြောလိုက်မယ်လို့ပြောသွားတယ်နောက်တစ်နေ့ရောက်တော့အောင်ပိန်နဲ့အာကျဲရောက်လာပြီးဘိုးထိန်ပြောတာကိုပြောတယ်အောင်ပိန်ကမီးလောင်ကုန်းကကောင်းတွေကိုချိန်ပြီးဘောကန်မှုပြောတယ်ဟဲ့ကောင်အောင်ပိန်မီးလောင်ကုန်းကကောင်းတွေကဘောကန်သိပ်ကောင်းတာငါတို့နိုင်မှုမလွယ်ဘူးကွာဟာကွာတာတီယာငါတို့မှာဘိုးထိန်ရှိတယ်လေကွာမကြောက်ပါနဲ့ကန်ကြရအောင်နောက်ဆုံးတော့ကန်ပြစ်ကြတယ်မီးလောင်ကုန်းကဘောကန်ကောင်းတဲ့လူတွေကိုကျုပ်တို့10ကိုသွင်းနိုင်ခဲ့တယ်ဟိုကောင်တွေကျုပ်တို့ကိုတကိုးမှမသွင်းနိုင်ခဲ့ဘူးပြိုဒီကောင်တွေကန်လိုက်တဲ့ဘောလုံးတွေကကျုပ်တို့ခိုးပေါက်နိုင်ရရင်ကိုယ်သွားရအောင်ကျုပ်တို့ကန်တဲ့ဘောတွေကြတော့ခိုးပေါက်နဲ့ချော်သွားတာတော့မှဝေ့ပြီးဝင်သွားတာအာကျဲရဲ့ကျုပ်ရဲ့အောင်ပိန်ရဲ့ရေလိုက်ကြတာဗျာပျော်လိုက်တာလည်းမပြောပါနဲ့တော့ဒါပေမဲ့ကျုပ်တို့အသင်းကကြံတဲ့ကောင်တွေကတော့ဘဲသိမှာတော့မီးလောင်ကုန်းအသင်းကတော့ပွဲပြီးတော့တော်တော်ကိုမကြည်မနှက်ဖြစ်နေတာပေါ့ဗျာဘောလုံးလောင်းနဲ့ကျုပ်တို့ရွာသားတွေဆိုရင်နိုင်လို့ပျော်နေကြတာအဲ့ဒီညကရွာထဲကအပိတ်အရက်ဆိုင်မှာစားကြတောက်ကြနဲ့စူညံနေတာပဲကျုပ်တို့3ယောက်လည်းအပိတ်ဆိုင်မှာခောက်ဆွဲကြော်လေးထုတ်ဝယ်ပြီးဘိုးထိန်ရဲ့ကျုပ်တို့ရဲ့အတူတူစားကြတယ်ပြောစရာကောင်းလိုက်တာမပြောပါနဲ့တော့ဗျာဒီလိုနဲ့ကျုပ်တို့3ယောက်နဲ့ဘိုးထိန်နဲ့တငယ်ချင်းတွေဖြစ်ကုန်တော့တာပေါ့ဘိုးထိန်ကညဆိုရင်ကျုပ်တို့နဲ့အိမ်မက်ထဲမှာတွေ့ကြတယ်မနဲ့ရောက်ရင်ရှောက်ဆော့ကြတယ်တော်တော်ကိုပြောစရာကောင်းတာပေါ့ဗျာကျုပ်တို့ပဲထွက်ရင်လဲဒီကောင်ဘိုးထိန်ကကူထွက်ပေးသေးတာအမေကတော့ပြောရတယ်ဟဲ့တတီနင့်လက်ကလည်းဆက်များတက်ထားသလားမှတ်ရတယ်ပဲတောက်များခဏကလေးထွက်ရပါလားကျုပ်ဖြင့်ရည်ကျင်လိုက်တာဗျာတခါကြတော့အိမ်မက်ထဲမှာဘိုးထိန်ကပြောတယ်သူကြက်သားဟင်းနဲ့ထမင်းစားခြင်းနဲ့တဲ့ဒါဆိုရင်အာကျဲကကြက်တကောင်ရှာပြီးတတ်တော့တာပဲဗျိုပြီးတော့ညဘက်မှာအောင်ပိတ်ဝိုင်းထဲကဂုံကြီးမင်းကြီးအောင်မှာကျုပ်တို့3ယောက်တိတ်ကလေးဘိုးထိန်ကိုကြွေးကြတော့တာပေါ့ဘိုးထိန်ကလည်းကြိတ်တယ်ဗျာရွာထဲမှာဘာပဲကစားကျုပ်တို့3ယောက်ပဲနိုင်တာပေါ့ကျုပ်တို့ကကလေးပဲကစားနိုင်ရင်ပြောကြတာပေါ့နောက်တော့ကျုပ်ဖနဲ့အမေကလည်းအိမ်ထဲမှာဘိုးထိန်ကိုရိတ်ခနဲတွေးလိုက်ကြတယ်အောင်ပိတ်အိမ်မှာလည်းဒီလိုပဲဖြစ်ကုန်ရောဗျိုအောင်ပိတ်ညမလေးဆိုရင်ဘိုးထိန်ကိုမြင်သွားပြီးလန့်ကိုရောတယ်ဗျိုအဲ့ဒီမှာရင်ပြဿနာကစတော့တာပဲအောင်ပိတ်ကိုသူ့အဖေကရိုင်မောင်းပုံမောင်းလုပ်ပြီးမိတော့ပေါ်တော့တာပေါ့ဗျာဒီမှာရင်အောင်ပိန်ကသူ့လှုပ်ထားတဲ့ဂူလေးကိုဖြတ်ပစ်ပြီးဘိုးထိန်ကိုနှင်ထုတ်တယ်ဒါပေမဲ့ဘိုးထိန်ကသူ့နှင်ထုတ်တော့ကျုပ်နဲ့အာကျဲစီမှာလာနေရောဗျိုဒီကောင်ကကျုပ်တို့နဲ့နေရတာပျော်နေပြီလေဗျာလွယ်နဲ့နှင်ထုတ်လို့ဘယ်ရတော့မလဲအမေကလည်းဘိုးထိန်ကိုရိတ်တရေရင်ကနေခဏမြင်လာတော့ကြောက်လာတော့တာပါဗျာဒါနဲ့ဒီကိစ္စကတစားနဲ့ပုတ်ပါယုံဆရာတော်စီရောက်သွားတာဗျိုဆရာတော်ကကျုပ်တို့3ယောက်ကိုခေါ်ပြီးမေးတယ်ကျုပ်တို့3ယောက်စလုံးကဆရာတော်စီမှာရှင်ပြုထားတဲ့ကောင်တွေဆိုတော့ဆရာတော်ကိုတော့မညာဝန်ဘူးပေါ့ဗျာအားလုံးကိုအမှန်တိုင်းပြောရတာပေါ့ဆရာတော်ကအောင်ပိန်လှုပ်ထားတဲ့အယုတ်ကိုယူခိုင်းပြီးဘိုးထိန်လို့ကျုပ်တို့နာမည်ပေးထားတဲ့ဝိညာဉ်ကိုပြန်နှုတ်ပြရတာပေါ့ဆရာတော်ကတေးချာတရားဟောပြတယ်မေတ္တာပို့တယ်အဖနဲ့အမေကလည်းဘိုးထိန်အကြောင်းကိုကြားတော့သူ့အတွက်ရည်စူးပြီးကောင်းမှုကုသိုလ်လုပ်ပေးတယ်ပြီးတော့ဘိုးထိန်ကိုအမျှဝေပေးကြတယ်ကျုပ်စိတ်ထင်တော့ပုပ္ပါယုံဆရာတော်ရဲ့တရားဓမ္မဟောပြောတာရောအမျှအတန်းဝေတာကြောင့်ရောဘိုးထိန်တယောက်ကျွတ်သွားပြီလို့ထင်တယ်ဗျကျုပ်တို့ကိုအိမ်မက်လည်းမပေးတော့ဘူးရိတ်ခနဲလည်းမမြင်ရတော့ဘူးကျုပ်တို့လည်းဘိုးထိန်ကျွတ်တာကိုဝမ်းသာကြတာပေါ့ဗျာဒါပေမဲ့ကျုပ်ရဲ့အာကျဲရဲ့အောင်ပိန်ရဲ့ကတော့ကျောင်းနိုင်ကြီးတိုင်းစီမှာဖတ်ခိုင်းပြီးဆရာတော်ကိုယ်တိုင်ကျွေးတဲ့ကျိန်လုံးစာကိုကောင်းကောင်းစားလိုက်ရတော့တာပေါ့ဗျာအောင်ပိန်ရောကျုပ်ရောအဲ့ဒီနောက်ပိုင်းမှာဝိညာဉ်ခေါ်တယ်မကစားဝင်တော့ပါဘူး